Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ပစွန်ထုတ်ဟင်းလျာလေးကိုချင်းချင်းဆက်ဆက်မှုမှုလေးနဲ့မအီအောင်ချက်စားပစ်တာလေးကိုအားလုံးပြန်ပြီးမျှဝေပေးကြပါတယ်ရှင်ဒီချက်နီးလေးရဆိုလို့ရှိရင်တစ်ခါစားမိုံနဲ့ထပ်ပြီးစားချင်နေအောင်စောဆောင်မှုရှိတဲ့ချက်နီးလေးပဲဖြစ်ပါတယ်ရှင်ကဲချက်နီးလေးကိုမကြည့်ခင်မှာဝန္ဒနာဖြိုးရဲ့ Daily Cooking Blog Channel လေးကိုလည်း Like and Subscribe လုပ်သွားပေးဖို့မမေ့ပါနဲ့အောင်ရှင်ပစွန်လေးကိုစပြီးတော့ကင်ပါမယ်ရှေ့မှာရှိတဲ့နှကမ်းမွေးလေးတွေကိုအရင်ဖြတ်ထုတ်ပစ်ပါမယ်နှကမ်းမွေးလေးတွေဖြတ်ထုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့လက်ချောင်းလေးတွေကိုလည်းညှက်ထုတ်ပစ်ပါမယ်လက်ချောင်းလေးတွေညှက်ထုတ်ပြီးသွားရင်တော့ရှေ့ကဥကောင်းခွန်လေးကိုညင်ညင်သားလေးဆွဲခွာပေးပါမယ်ရှင်နှုတ်သီးလေးတွေနဲ့မျက်လုံးလေးတွေကိုလည်းဖြတ်ထုတ်လိုက်ပါမယ်နောက်ကျောခွန်လေးကိုခွဲပါမယ်နောက်ကျောခွန်လေးခွဲလို့ရှိရင်အမီးလေးနဲ့ဆက်နေတဲ့အပိုင်းကိုလည်းတစ်ခါတည်းညှက်ထုတ်ပေးပါမယ်အမီးမှာရှိတဲ့ဆူတောင်လေးကိုဖြတ်ထုတ်ပေးပါမယ်ရှင်ပြီးရင်တော့နောက်ကျောခွန်လေးကိုခွာပါမယ်နောက်ကျောခွန်လေးကိုခွာတဲ့အခါမှာရှေ့မှာအမေးပါလေးတွေဆက်နေတယ်လို့အဲ့မေးပါလေးတွေကိုလည်းညှက်ထုတ်ပေးပါမယ်အမေးပါလေးတွေကိုညှက်မထုတ်ဘဲခွာလိုက်မယ်ဆိုလို့ရှိရင်ရှေ့ရခေါင်းကြီးပါပြုတ်ထွက်လာနိုင်တဲ့အတွက်ညှက်ထုတ်ပေးရခြင်းဖြစ်ပါတယ်ရှင်။ပြီးရင်တော့နောက်ကျောထဲမှာရှိတဲ့အညစ်အကြေးချောင်းလေးတွေကိုဖယ်ထုတ်ပေးပါမယ်။အညစ်အကြေးချောင်းလေးတွေဖယ်ထုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ခေါင်းမှာသွားဆွဲလေးတွေရှိတဲ့အတွက်အဲ့သွားဆွဲလေးနှစ်ချောင်းကိုလည်းဆွဲထုတ်ပေးပါမယ်ရှင်။ပြီးရင်တော့ခေါင်းထဲကအညစ်အကြေးလေးတွေကိုလည်းဆွဲထုတ်လိုက်ပါမယ်။လက်ချောင်းလေးတွေကိုလည်းလွှတ်မပစ်ဖက်နဲ့လက်ချောင်းလေးကိုခွဲပြီးတော့အထက်ထဲကအသားလေးတွေကိုထုတ်ယူပါမယ်ရှင်ပစွန်လေးကင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကင်ပြီးသားပစွန်လေးတွေကိုစားစလုံးစပြီးနေပါမယ်နနုံးမုံလေးထည့်ပါမယ်စက်သားမုံထည့်ပါမယ်စားထည့်ပါမယ်ဟင်းချုံမုံလေးထည့်ပါမယ်အကောင်ဆုံးပြီဆိုလို့ရှိရင်တော့ပစွန်လေးတွေကိုညင်ညင်တာလေးအထဲထဲကိုစားစလုံးတွေဝင်သွားအောင်စုပ်နေပေးပါမယ်ရှင်ပစွန်လေးတွေအားလုံးနယ်လို့ပြီးသွားပြီဆိုလို့ရှိရင်တော့စားစလုံးဝင်ဖို့အတွက်မိနစ်အနည်းငယ်လောက်နယ်ပြီးသားပစွန်လေးတွေကိုနှက်ထားပေးပါမယ်ရှင်အေးပြောင်းလို့တံမြာသီးလေးထည့်ပါမယ်စက်တော်နီစက်တော်ဖြူကျင်းတက်ကလေးလည်းထည့်ထားပါတယ်ရှင်ပေါင်ပစ္စည်းလေးတွေအစုံလင်ရပြီဆိုတော့ဟင်းချက်ကိုစပြီးပြင်ဆင်ပါမယ်ရှင်။ခရမ်းညင်သီးလေးကိုနှုတ်ကလေးတွေလှီးပေးပါမယ်ရှင်။ခရမ်းညင်သီးအနှစ်ရအောင်လုံးဝဖြစ်တဲ့အတွက်တစ်တိနှုတ်ကလေးတွေလှီးထားလို့ချင်းချက်ရတာပို့ပြီးလွယ်ကူပြီးတော့အနှစ်လည်းပို့ရပါတယ်ရှင်။ခရမ်းညင်သီးလေးလှီးပြီးသွားပြီဆိုလို့ရှိရင်တော့ထောင်းဖို့အတွက်စက်သွန်အဖြူအနီလေးတွေဂျင်းလေးတွေကိုလည်းနှုတ်ကလေးတွေဆင်းထားပေးပါမယ်ရှင်။ဒီလိုနှုတ်ကလေးတွေဆင်ပေးခြင်းအပြင်ထောင်းတဲ့အခါမှာလွယ်လွယ်ကူကူနဲ့ထောင်းလို့အဆင်ပြေပါတယ်ရှင်။တံမြာသီးလေးကိုလည်းအစင်သင်နှီးထားပေးပါမယ်။အားလုံးပြီးသွားရင်တော့လှီးထားတဲ့ဟာလေးတွေကိုငရုတ်စုံထဲမှာတစ်ခုချင်းတီးထည့်ပြီးထောင်းပေးပါမယ်ရှင်ငရုတ်သီးစိမ့်လေးတွေကိုလည်းထက်ချမ်းလေးတွေခွဲထားပေးပါမယ်ရှင်ပါဝင်ပစ္စည်းလေးတွေအားလုံးအဆင်သင့်ဖြစ်ပါပြီငရုတ်ကြက်သွန်လည်းထောင်းထားပြီးသွားပြီငရုတ်သီးစိမ့်လေးတွေကိုလည်းထက်ချမ်းချမ်းပြီးတော့လှီးထားပြီးသွားပါပြီခရမ်းညင်သီးလေးတွေတံမြာသီးလေးတွေနံပင်လေးလည်းအားလုံးအဆင်သင့်ဖြစ်ပါပြီရှင်။စားစလုံးနယ်ပြီးတော့နှက်ထားတဲ့ပစွန်လေးတွေလည်းအရသာဝင်လောက်ပြီဖြစ်လို့ဟင်းစချက်ပါတော့မယ်ရှင်။ငရုတ်စက်သွန်ထောင်းထားတာလေးတွေကိုအရင်ဆုံးစီးတက်ပါမယ်။ရုပ်ချက်သွန်လေးတွေကိုကျွတ်သွားအောင်နည်းနည်းကြာလေးကြော်ပေးပါမယ်။အော
အောက်ခြေကမကတ်အောင်လဲမကြမှွေပေးပါမယ်ကျွတ်လာပြီဆိုလို့ရှိရင်တော့ခရမ်းညင်သီးလှီးထားတာလေးတွေကိုထည့်ပါမယ်ရှင်ခရမ်းညင်သီးလေးကိုလည်းကြေသွားအောင်ခြေပေးပါမယ်အိုးမကအောင်လဲမကြာခဏမှွေပေးပါမယ်ခရမ်းညင်သီးလေးတွေကြေပြီးတော့လိမ့်လာပြီဆိုလို့ရှိရင်တော့စားစလောနယ်ထားတဲ့ပစွန်လေးတွေကိုထည့်ပြီးတော့မှွေပေးပါမယ်ပစွန်ကရေလေးတွေထွက်လာတာမို့လို့ရေတော့အများကြီးထည့်စရာမလိုပါဘူးစားစလောနယ်ထားတဲ့ပကံလေးကိုကျင်းပြီးတော့ရေနည်းနည်းပဲထည့်လိုက်ပါတယ်ရေလေးတွေစူလာပြီဆိုလို့ရှိရင်တော့အရသာအပေါ်ငံလေးမြေးကြည့်ပေးပါမယ်ရှင်အရသာအဆင်ပြေပြီဆိုရင်တော့ခွဲထားတဲ့ငရုတ်သီးလေးတွေကိုထည့်ပါမယ်ပြီးရင်တော့အနံလေးမှုရအောင်လို့နန်းပင်လေးတွေအပေါ်ကနေအုပ်ပေးပါမယ်ရှင်အားလုံးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့တံမြာသီးလေးညှစ်ပါမယ်အခုလိုမျိုးတံမြာသီးလေးညှစ်ပေးမယ်ဆိုရင်ပဇွန်တုပ်ဟင်းရဲ့အနံ့အရသာကိုပုံမပေါ်လွင်စေပြီးတော့ခတွင်းမိတ်စေတဲ့အတွက်တစ်ခါစားမရနဲ့ထပ်ပြီးစားချင်နေမှာဖြစ်ပါတယ်ရှင်ဒီဟင်းချက်နည်းလေးကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ကြည့်ရှုပေးတဲ့သူတွေအားလုံးလည်းကိုယ်ကြီးကျမချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေအားလုံးကျေးဇူးတင်ပါတယ်နောက်တင်တဲ့ဗီဒီယိုလေးမှာလည်းပြန်တွေ့ကြပါမယ်ရှင်တတ်တာ